အားလုံးပဲမင်္ဂလာပါ PN Concession ကနေကြိုဆိုပါရစေ PN Concession ဆိုရင်ကုမ္ပဏီတစ်သန်း6နှစ်အတွင်းမှာအဆောက်အဦပေါင်း100ကျော်မန္တလေးမြို့မှာ resort ကောင်းနေနဲ့ချပြထားတဲ့စောက်လွှဲရေးလုပ်ငန်းပဲဖြစ်ပါတယ်ကျွန်တော်အခုရောက်နေတာတော့မန္တလေးမြို့ 66B လမ်း105နဲ့ 105A လမ်းကြားမှာရှိတယ်ကျွန်တော်ရွှေဒနာစံအိမ်မှာဖြစ်ပါတယ်ဗျဒီအိမ်လေးကတော့ကျွန်တော်60B 45Bမြေကွက်ပေါ့နော်မြေကွက်မှာကျွန်တော်တို့3တက်ခွဲအဆောက်အဦကိုကျွန်တော် modern contemporary design နဲ့ကျွန်တော်ပုံဖော်တိဆောက်ပေးထားတာပဲဖြစ်ပါတယ်ဒီအိမ်လေးကိုကျွန်တော်တို့ဒီအကျန်းနဲ့တိဆောက်ခြင်းကနေဒါအချောတယ်လက်ရှိအနေထားပေါ့နော် interior decoration ကျွန်တော် modern furniture pre-board ကလုပ်ငန်းတွေအထိပေါ့ PC ကျွန်တော်တာဝန်ယူလောက်ကင်ဆောင်ရွက်ပြီးတော့ကျွန်တော်အင်ရှင်ထံကိုကျွန်တော်တို့ကောင်းမွန်စွာ NMBC ထားတဲ့ကျွန်တော်နေ project လေးပဲဖြစ်ပါတယ်ဗျဒီအိမ်လေးကကျွန်တော်တို့ 60B 45B မြေမှာကျွန်တော်တို့ plot ဒါဟိုမြေခွက်အနေနဲ့ရပြီးတော့ကျွန်တော်အဆောက်အဦကို3တက်ခွဲတိဆောက်ထားတယ်ဒီဘက်မှာဆိုလဲကျွန်တော်အင်ရှင်ရဲ့ကျွန်တော်ပိုင်ဆိုင်မှုနဲ့ 30B 45B မြေခွက်လက်ပါသေးရပေါ့နော်အဲ့မှာနှစ်ခုမြေခွက်အရှည်လိုက်ဟိုမှာဒီဘက်မှာကျ landscape အတွက်လည်းအသုံးပြုလို့ရရင်ဒီဘက်မှာ connection ရှိသေးရင်ကျွန်တော် car parking area နဲ့ကျွန်တော်တွဲပေးထားရပေါ့နော်ဒီဘက်မှာနေအိမ်အတွက်ဒီဘက်60 45အတွက်နေအိမ်အတွက်မှာလည်းကျွန်တော် car parking အတွက်နေရာရှိပြီးတော့ကျွန်တော်ဒီဘက်မှာလည်း connection ရှိတဲ့ access way အနေနဲ့ရရှိတာကိုကျွန်တော်ဖန်တီးပေးထားရပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဒီနေအိမ်ထဲမှာဘယ်လိုခန်းပွဲတွေဘယ်လိုမျိုးကျွန်တော်တို့ material တွေသုံးပြီးတော့ဘယ်လိုမျိုးကောင်းမွန်ဆုံးဖြစ်အောင်တိစောက်ထားလဲဆိုတော့ကျွန်တော်တို့ live ပြီးတော့လေ့လာကြည့်လိုက်အောင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီဝင်ချင်းမှာဆိုရင်ကျွန်တော်တို့ဒီဘက်မှာဒါ car parking area လေးရှိမှာပေါ့နော်ကျွန်တော်ခုနကပြောတဲ့ဟိုဘက်မြေကွက်အပေါ်နဲ့ကျွန်တော်တို့ connection ရှိဖို့အတွက်ကိုလည်းဒီဘက် car parking area နဲ့အသုံးပြုပြီးဟိုဘက်မှာလည်း landscape အဖြစ်ဖန်တီးလို့ရအောင်လို့ကျွန်တော်တို့ဒီမှာဒီအိမ်နဲ့သွားလို့ရတယ်မနော်ကျွန်တော်တို့ဒီအစာအုပ်ကိုပုံမော်ထားတဲ့မြေအနေနဲ့ကတော့ဒီဘက် 60B 45B ဒီကတော့ကျွန်တော် 60B 45B ရေဒါမြေကွက်ပေါ့ဒီဘက်ချမ်းကတော့မြေကွက်နောက်ထပ်အပိုတစ်ခုမှာဖြစ်မယ်ပေါ့ကဲဒီကတော့ကျွန်တော်တို့ဒါ car parking area ဖြစ်မယ် car parking area မှာဆိုလဲကျွန်တော်ဒီမှာဆိုရင်အစာအုပ်ရဲ့ design ကတော့ကျွန်တော်ခုနမြင်ခဲ့တဲ့အတိုင်းပဲ modern contemporary design ပေါ့နော်ကျွန်တော် modern design တွေဖြစ်တဲ့ဒီ modern texture တွေကိုအသုံးပြုပြီးတော့ကျွန်တော်ဒီမှာတက်တာတခြားလေးနေကျွန်တော်တို့ဒီဟိုပါပေါ့နော်အချိုးကြနဲ့အပေါင်းဖက်ပြီးတော့တိဆောက်ပေးထားတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဒါ car parking area မှာဆိုတဲ့ကျန်းခင်းအနေနဲ့ကျွန်တော်တို့ဒါ granite ကြောက်ပြားပေါ့နော်ကြောက်ပြားအစစ်ကိုခင်းပေးထားပြီးတော့ကျွန်တော်ဒီဘက်မှာဆိုရင်လည်းဒါ design ရဲ့ component ဖြစ်တဲ့တက်သားတခြားဒီမှာဆိုလည်းကျွန်တော်တို့ဒါတက်သားတခြားလေးတွေကိုကျွန်တော်ဒီဘက်နဲ့လိုက်ဖက်ညီဆိုတာကျွန်တော်တို့ဒါလက်ဆင်ပေးထားတယ်။ဒီရှင်းမှာဆိုလည်းဒါအရှိမြေချမ်းလေးပေါ့မြေချမ်းလေးရဲ့ဒီနောက်ထပ်ကိုသွားလိုက်မယ်ဆိုရင်လည်းဒီဘက်ဒီ face တွေမှာပါကျွန်တော် design အပေါ်ရဲ့ design တွေနဲ့ light ဖက်ညီဆိုတာကျွန်တော်ဖန်တီးထားတာကိုတွေ့မြင်ရမယ်။ကဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒါအိမ်ရဲ့မြေရဲ့ဝင်ချင်းမှာဆိုရင်ဒါ car parking area ရှိမယ်။ car parking area လေးကနေကျွန်တော်ဒီဒါလေးကတော့ကျွန်တော်တို့ဒါအိမ်ထဲကိုဝင်မယ်တကားမကြီးဖြစ်မယ်ပေါ့နော်။ကားမကြီးကနေကျွန်တော်ဝင်လိုက်မယ်ဆိုတကားအနေနဲ့ဆိုလဲကျွန်တော်ဒီမှာဆိုရင်နှစ်ချက်တွဲတစ်ချက်ဒါအချက်ကြီးအချက်လေးဖွင့်ပေးထားတယ်ကျွန်တော် pre-board ကရွာတင်မယ်ဆိုရင်တော့ဒီအချက်ပါဖွင့်ပြီးတော့တင်လို့ရပြီးတော့လူပဲဝင်မယ်ဆိုရင်တော့ကျွန်တော်ဒီချက်ကိုပဲသုံးပြုလို့ရမယ်ပေါ့နော်သုံးပြုမယ်ပေါ့ကဲအဲ့ဆိုရင်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ဗျအိမ်ထဲမှာကဲကျွန်တော်တို့ဒီအိမ်ထဲကိုဝင်ချင်းမှာဆိုကျွန်တော်ရောက်ရှိမှာတော့ဒါ lobby area ပေါ့နော်ဒီ lobby area မှာဆိုရင်ကျွန်တော်တို့ဒါဒီအိမ်ရဲ့ဒါအဓိကအသက်လို့ပြောလို့ရမယ်ကျွန်တော်ဒါလှေကားနေရပေါ့နော်ကျွန်တော်လေကားဒီအိမ်မှာအိမ်တဲ့အိမ်မှာဆိုရင်ကျွန်တော်ဒါ space ပေါ့နော်လေကားအတွက် space ကိုကောင်းကောင်းပေးနိုင်တယ်ဆိုရင်အိမ်တဲ့ရဲ့ခန်းနာမှုကိုဒီလေကားကနေကောင်းကောင်းရစေပေါ့နော်ဒီလေကားတွေမှာဆိုရင်ကျွန်တော်လေကားကိုအထူးပြုပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါပုံမှန်ကျွန်တော်လေကားဒီလို slab လေကားမဟုတ်ဘဲနဲ့ကျွန်တော်ဒါ chain stair လို့ခေါ်မယ်ကျွန်တော်ဒီမှာ chain stair ပေါ့နော်တစ်ထစ်ချင်းဒီ run နဲ့ riser တွေကိုကျွန်တော်တို့ဒီ link အနေနဲ့ချိန်သွားပြီးတော့တန်ချီတဲ့အချိန်မှာ link အနေနဲ့ချိန်သွားပြီးတော့ကျွန်တော်တို့သစင်ချင်းဒါ load ကို distribute လုပ်သွားတယ်ဒါ chain stair လေကားအမျိုးအစားပေါ့နော်ဒီလေကားရဲ့အားသာချက်ကတော့ဘာရှိမလဲဒီလို space ကိုကျွန်တော် void အနေနဲ့ပေါ်လိုက်ပြီဆိုရင်သူ့ရဲ့ဒီ negative အလားပါကိုကျွန်တော်တို့ယူလို့ရမယ်ပေါ့နော်သူရဲ့ဒါ repeated pattern လေးဖြစ်တဲ့ rhythm ရဲ့သဘောတရားကိုရစေတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီပေါ်မှာဆိုရင် luxury ဖြစ်စေရင်ကျွန်တော်လေးခြေထောက်အနည်းပြုတွေမှာဆိုလဲကျွန်တော်တို့ဒါနှွေးထွေးမှုရှိစေရန်เนาะဒါကျွန်းပေတစ်ပြားတွေကိုခင်းပြီးတော့ဒီဇိုင်းဆင်ထားတယ်ပြီးရင်ကျွန်တော်လေကစံရဲ့ပစံချင်းမှာလဲကျွန်တော် highlight ဖြစ်စေရန်ကျွန်တော်တို့ဒါ light ပေါ့နော် LED light profile နေနဲ့ကျွန်တော်တို့ဒါ highlight ပေးထားတယ်ဒါကတော့ဒါလေကားတစ်ဖြတ်ပေါ့ပြီးရင်ကျွန်တော်လေကားတက်ပြအောင်မယ်ပေါ့နော်တက်ပြရဲ့အချိန်ချင်းထပ်ပြောမယ်ဒါတော့ lobby area ပေါ့နော်ဒီ area ကတော့ကျွန်တော်တို့ဒါဝင်ချင်းမှာရှိတယ်ကျွန်တော် common space ကြီးပေါ့အဲ့ common space ကနေကျွန်တော်အပေါ်တက်ကိုလေကားတက်လို့ရပြီးရင်ကျွန်တော်အခန်းတွေသွားလို့ရမယ်ပေါ့နော်ကဲပထမဆုံးကျွန်တော်ဒီဘက်ခန်းဝင်ကြည့်လိုက်ရအောင်ဗျဒီဘက်ခန်းမှာတော့ကျွန်တော်တို့ဒါ
အိတ်ခမ်း master baron အိတ်ခမ်းအနေနဲ့အသုံးပြုလို့ရမယ်ဒါအနေထားလေးဖြစ်ပါတော့ master အိတ်ခမ်းအနေနဲ့အသုံးပြုမယ်ဒါ master အိတ်ခမ်းတစ်ခမ်းပါမယ်ဒါအလုပ်အတွက်အသုံးပြုမယ်ဆိုရင်လည်းကျွန်တော်တို့ဒါဒါရုံးခန်းအနေနဲ့လည်းအသုံးပြုလို့ရမယ် plan တစ်ခုရှိမယ်ပေါ့နော်ကဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအားတော့ဒီဘက်မှာလောလောဆယ်တော့ကျွန်တော်တို့ store ပုံစံမျိုးလေးအသုံးပြုထားတယ်ဒီဘက်မှာကျွန်တော်တို့ဒါ gaming room ပေါ့နော်အင်ရှင်ရဲ့ကျွန်တော်ဒါ gaming room ဟိုဘက်မှာကျွန်တော်ဒီ computer ထားမယ်ပြီးရင်ဒီဘက်မှာဆိုလဲကျွန်တော်တို့ activity တစ်ခုအတွက်ပေါ့နော်ဒါတော့ gaming room အနေနဲ့ကျွန်တော်တို့ plan ကိုဖန်တီးပေးထားတယ်ပြီးရင်ကျွန်တော်ဒီ lobby ရဲ့ဒီဘက်ချမ်းမှာဆိုကျွန်တော်ဒါကနှစ်ပေါက်ရှိမှာပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါ kitchen နဲ့ dining ပြီးရင်ကျွန်တော်ဒီဘက်ကိုအရင်ဝင်ပြမယ်နော်ဟိုဘက်က kitchen dining ဒီဘက်မှာလဲကျွန်တော် living ပေါ့နော်ဒီတကား slide door လေးကနေဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒါညီထဲမှာရှိမယ်ကျွန်တော်ဒါ living room တစ်ခုရှိမယ်ပေါ့နော် living room space အနေနဲ့ဆိုလဲကျွန်တော်ကြည်ဝန်းလုံးလောက်ရှိမယ်ဒီဘက်မှာကျွန်တော်တို့ဒီမှာဒါ living room အတွက်ဒါ TV console ပေါ့နော် TV တက်ဆင်လို့ရမယ်အနေထားလေးရှိပြီးတော့ဒီຢာတွေကိုလည်းကျွန်တော်တို့ဒါ modern furniture တွေကိုလည်းကျွန်တော် PM concession ကနေပဲเนาะ APC တာဝန်ယူပြီးတော့ထည့်သွင်းတည်ဆောက်ပေးထားဖြစ်တယ်ဒီအိမ်ရဲ့ကျွန်တော်တို့ decoration ပေါ့နော်မျက်နှာချက်တွေကြွေပြားတွေဒါအပေါ်အောက်ဘေးနံရံတွေဒါပြီးရင် furniture ဘိုင်းတွေဒါအားလုံး APC ကိုကျွန်တော် PM concession ကနေပဲတာဝန်ယူပြီးပုံဖော်ပေးထားတယ်နောက်တစ်ခုကဒီမှာတကားလေးတစ်ခုရှိအောင်ဒါလေးကတော့ကျွန်တော်တို့ဒါ kitchen နဲ့ living ကိုကျွန်တော်ဒါပြန်ပြီးတော့ connection ရအောင်ပြန်ပြီးတော့လောက်ထားတဲ့တကားပေါက်လေးပေါ့နော် kitchen သီးသန့်အနေနဲ့ထားလို့လည်းရမယ်ပြီးရင်ဒါ living နဲ့လည်းဒါတွဲလို့ရမယ်နေတာဒါလေးက dining space ဖြစ်မယ်ပြီးရင်ကျွန်တော်ဒါ kitchen counter ပေါ့နော် kitchen counter မှာဆိုလဲဒီပေါ်မှာကျွန်တော် custom ကပ်ပေးထားပြီးတော့ကျွန်တော်ဒါ modern furniture တွေနဲ့တခါတည်းဒါ furniture တွေအကုန်လုံးတက်တက်ရက်နဲ့တခြားလေးထည့်သွင်းရိုက်ပေးထားတာဖြစ်ပါတယ်ဗျကျွန်တော်ဒီမှာဆိုလဲ CP ပြီးရင်ဒါတန်ရှင်းလုပ်ဖို့လွယ်ကူစေရင်ကျွန်တော်ဒါကြွေပြားပေါ့နော်မှာပဲကြွေပြား၄ပေ2ပေအချက်နဲ့ကပ်ပေးထားပြီးတော့လျှက်စစ်မြေအသုံးပြုရန်လဲဒါလျှက်စစ်ပလက်ပေါက်တွေပါဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ gas မီးဖို့နေရာကိုလည်းတခြားနေရာချထားတယ်ပြီးရင်ကျွန်တော်တို့ပါပေါ့နော်ရေခဲတက်တာရဲ့နေရာမှာလည်းရေခဲတက်တာတီးတက်ထားဖို့နေရာအတွက်ရှိပြီးတော့ဒီပလက်ပေါက်တွေ function တွေကိုလည်းကျွန်တော်တို့ပလက်ပေါက်လျှက်စစ်ပိုင်းဆိုင်ရာကိုလည်းကျွန်တော်သုံးပြုမဲ့ function တွေနဲ့ကိုက်ညီစေရင်ကျွန်တော်တို့နေရာချပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးကကျွန်တော်တို့ဒါပုံလုံးရေချိုးကန်အိမ်သာလေးတစ်ခန်းဖြစ်မယ်ပေါ့နော်ဒါကတော့ဧည့်သည်တွေပါလေအသုံးပြုဖို့အတွက်ပေါ့နော်ဒါကတော့ kitchen time ဒီဘက်ကတော့ဒီဘက်တကားကတော့ကျွန်တော်ဒီဘက်မြေပေါ်ဘက်ကိုကျွန်တော်တို့ထွက်လို့ရမယ်ဒီမြေပေါ်ကနေလည်းကျွန်တော်ပတ်ပြီးတော့ရှေ့ကိုသွားလို့ရမယ်ပေါ့နော်ဒါကတော့ဒါ kitchen dining နေရာလေးဖြစ်မယ်အဲဆိုရင်မြေညီတက်မှာဆိုရင်ကျွန်တော်ဘာတွေရှိမလဲဆိုတော့ဒါဒီမြေဟိုအခန်းဝင်းနဲ့ဝင်ချင်းမှာ carpet area ရှိမယ်ပြီးရင်ကျွန်တော်တို့ဒါဒီအိမ်ထဲကိုဝင်လိုက်မယ်ဆို lobby area အနေမှာအပေါ်တက်လေကရဲပြီးရင်ဘေးတစ်ဖက်တစ်ချက်စီမှာဆိုရင်ကျွန်တော်အိတ်ခမ်းသို့မဟုတ်ရုံးခန်းဖြစ်သုံးလို့ရမယ်နေရာပြီးရင် gaming room သို့မဟုတ်ရင်ကျွန်တော်အလုပ်အခန်းဖြစ်သုံးလို့ရမယ်နေရာပြီးရင် air ခန်းရှိမယ်ပြီးရင်ကျွန်တော်တို့ဒီပုံကထမင်းစားခန်းရှိမယ်ဟုတ်ကဲ့ဒါတော့မြင်ကြီးတက်ပေါ့မြင်ကြီးတက်မှာကျွန်တော်နောက်ထပ်တစ်ခုကတော့လေကအောက်နေရမှာဆိုတော့ကျွန်တော် M&E space ပေါ့နော်ဒီအိမ်လုံးရဲ့မီးစနစ်ကိုကျွန်တော်တို့ထိချုပ်လို့ရမယ်ကျွန်တော်တို့ဒါ breaker system တွေပေါ့နော်ဒါ lethal breaker system တွေကိုကျွန်တော်တို့တခါတည်းစနစ်ကြနဲ့တက်ဆင်ပေးထားတယ်ကျွန်တော်တို့ဒါပြီးရင်ကျွန်တော်တို့ဒီဘက်မှာဆိုလဲဒါ solar တွေအတွက်ကိုထားလို့ရမယ်ဒါ M&E space တွေပေါ့ဒီဘက်မှာကျွန်တော်တို့ဒါ Asian နေနဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော် indoor plan လေးတွေဒါစိုက်ပြီးတော့ indoor garden အနေနဲ့လည်းအသုံးပြုလို့ရမယ် space လေးဖြစ်ဖန်တီးထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ပထမတက်ကိုတက်ကြည့်လိုက်အောင်ပထမတက်မှာပါရှိမလဲတက်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီမှာခုနကကျွန်တော်လေကားအကြောင်းပြောရင်းနဲ့ဒါလေကားတက်ရင်းနဲ့ကျွန်တော် feeling ပေါ့နော်တက်ရင်းနဲ့ဆိုရင်ဘယ်လိုခံစားရလဲဆိုတော့လေကားအကျော်နဲ့ပေါ့ပြည့်ပြည့်ကောင်းမွန်နေတာတွေ့ရမယ်ပြီးရင်ကျွန်တော်လေကားတွေရဲ့ဒါ landing အကျယ်ဝန်းတွေပြီးရင်ကျွန်တော်လေကားရဲ့အကျယ်ဝန်းတွေကကျွန်တော်ကိုက်ညီမှုရှိပြီးတော့ကျွန်တော် pre board တွေတင်ရမှာလဲဒါအစီအပြေချုံးဝင်စေမယ်ပေါ့နော်ကျွန်တော်လေကားတစ်ခုအားကျွန်တော်တို့ဒါ material အသုံးပြုမှုတွေလှပတာတစ်ပိုင်းပေါ့နော် material အသုံးပြုမှုတာလှပတာအပြင်ကျွန်တော်တို့ function အနေနဲ့အကျော်အနေနဲ့ပြည့်ပြရမယ်အကျယ်ဝန်းတွေကိုက်ညီရမယ်ဆိုတော့ကျွန်တော် standard တွေလည်းကိုက်ညီဖို့လိုသေးရပေါ့နော်လေကားတစ်ခုသွားတယ်ဒါတော့ကျွန်တော်မှန်အနေနဲ့ဆိုရင်ဒီမှာtemper glass မှန်လည်းရအောင်မှာကျွန်တော် frameless ပေါ့နော်အောက်မှာပဲကျွန်တော် support ယူပြီးတော့မှန်ကိုကျွန်တော်တို့ဒါ structural glass အနေနဲ့အသုံးပြုပြီးတော့ပေါ်မှာလက်ကင်တဲ့ဖြစ်လဲကျွန်တော်ဒါကင်တဲ့ချိန်မှာကျွန်တော်အရန်အေးသွားတာတွေအရန်နှွေးပူသွားတာတွေမဖြစ်စေရင်ကျွန်တော်နှွေးထွေးတဲ့ luxury feeling ရစေရင်ကျွန်တော်ကျွန်းလက်ကင်တန်းလေးကိုလည်းတက်ပေးထားဖြစ်တယ်ဟုတ်ပြီ
ကဲအဲ့ဆိုရင်ကျွန်တော်တို့အပေါ်တက်ကိုတက်ကြည့်လိုက်ရအောင်ကဲဒီမှာလေကားရဲ့အပေါ်ဒီပထမတက်ကိုရောက်ချင်းမှာဆိုရင်ရောက်ရှိမှာတော့ကျွန်တော်တို့ဒီဘက်တစ်ချမ်းမှာဆိုရင်အခန်းတစ်ခန်းရှိမယ်ဒီမှာတစ်ခန်းရှိမယ်နောက်ထပ်တစ်ခန်းရှိမယ်စုစုပေါင်း3ခန်းရှိမယ်ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်ဒီဘက်ကမှန်တကားလေးကနေအခန်းကိုဝင်ကြည့်လိုက်ရအောင်လေဟုတ်ကဲ့ဒီအခန်းလေးကတော့ကျွန်တော်တို့ဒါပထမတက်မှာရှိတဲ့ဧကန်အကျယ်ကြီးတစ်ခန်းပေါ့နော်ဒီဧကန်မှာဆိုရင်ကျွန်တော်ဒီမှာ double volume ပေါ့ဒီဧကန်ရဲ့ထူးခြားချက်ကတော့လုံးဝ double volume နှစ်ထပ်စာအမြင့်ကိုကျွန်တော်တို့ဒီမှာယူထားပြီးတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာဧကန်အနေနဲ့အသုံးပြုတဲ့အချိန်မှာပို့ပြီးတော့ခန်းနာတဲ့ feeling ကိုရမယ်ပေါ့နော်ခန်းနာတယ်ပြီးရင်ကျယ်ဝန်းတယ်ဆိုရဲပြောရမယ်ဆိုရင်ဟိုပိတ်လောင်နေတဲ့ခံစားချက်မရှိဘဲနဲ့ဒီဧကန်ထဲမှာနေလိုက်တယ်ဆိုရင်ပြောရမယ်ဆို feel ကျွန်တော်ခုရရှိတဲ့ feeling ရဆိုရင်အသက်ရှူချောင်သွားစေတယ်ပြီးရင်ကျွန်တော်တို့ဒါတက်တောင့်တက်တာဖြစ်သွားပြီးတော့လွတ်လွတ်လပ်လပ်ခံစားရတယ်ပေါ့နော်ဒါကတော့ double volume ceiling တွေအားသာချက်ပေါ့ double volume တွေကခန်းနာမယ်လွတ်လပ်မယ်ပေါ့နော်အဲ့မျိုး feeling ကိုပေးစေရင်ကျွန်တော်ဒီပထမတဲ့ air gun မှာဆိုရင်ဒါ grand living room ပေါ့ကျွန်တော်ခုနအမြင်ကြီးတက်မှာကြတော့ရိုး standard living room ဖြစ်ပြီးတော့ဒီ air gun အနေနဲ့ဆို grand living room အဲ့ကြောင့်ကျွန်တော်တို့အိမ်ဆောက်တဲ့အချိန်မှာဆိုရင် space ကိုကောင်းကောင်းတခြား planning လုပ်နိုင်တယ် space လဲကောင်းကောင်းအသုံးပြုလို့ရနိုင်တယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး grand living room ဒီခုနလို grand stair တွေပေါ့နော်လေကားဒီခန်းနာတဲ့ air gun တွေခန်းနာတဲ့လေကားတွေကိုကျွန်တော်တို့အသုံးပြုလို့ရမယ်ဒီကတော့ကျွန်တော်တို့ air gun နဲ့တစ်ဆက်သေးဒီဘက်မှာတော့ activity space ပေါ့နော်ကြိုက်တာအသုံးပြုလို့ရမယ်ဥပမာစာဖတ်ဝါဒနာပိုင်းစာဖတ်လို့ရမယ်ဒီမှာဆိုရင်လည်းဒါ ancient ရဲ့ဝါဒနာစိတ်ကြိုက်ဒါ figures တွေပေါ့နော် figures တွေကိုကျွန်တော် showcase အနေနဲ့ဒါပြထားပြီးတော့ဒီရှေ့မှာလည်းကျွန်တော်တို့ဒါဒီမှာဟို activity တစ်ခုလုပ်လို့ရမယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒီ air gun နဲ့တွဲရပါဝင်နေကျွန်တော်တို့ဒါပေါ့မျက်နှာသာဘက်ကိုထွက်ကြည့်လို့ရမယ်ဝရဏနာပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ခုနက grand living room နဲ့တွဲရဝရဏနာရှေ့ဘက်မျက်နှာသာဘက်ကိုကြည့်လို့ရမယ်ဒီမှာအပင်လေးလည်းစိုက်လို့ရမှာဖြစ်လို့အောက်မှာလည်းကျွန်တော်ကြွေပြားဒါကြွေပြားတွေကပ်ပေးထားပြီးရေစင်းကောင်းမွန်စေရင်ရေစင်းတခြားလေးလုပ်ပေးထားတယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒါ grand living room indoor 5ပေါ့ခုန indoor လွတ်လပ်တဲ့ feeling အဲ့ဒါမှအញ្ញံဘောဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဒါ outdoor feeling တခုခံစားခြင်းလည်းတမ်းပြီးဒီ space ထဲမှာပဲအကုန်လုံးခံစားလို့ရမယ်ဒါတော်တော်ကောင်းတဲ့ချက်လေးပါကဲဟုတ်ပြီဒီနေရာလေးကျွန်တော်ပြန်ပိတ်ခဲ့လိုက်မယ်ကဲဟုတ်ပြီပထမတက်မှာကျွန်တော်တို့ဒါခုနကျွန်တော်လေကားရောက်ချင်းမှာဆိုရင်အရင်ဆုံး grand living room ဝင်လိုက်တယ်ဝင်လိုက်ပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာစုံပြီဆိုတော့ထပ်ပြီးတော့နောက်ထပ်တစ်ခန်းကိုဝင်ကြည့်လိုက်ရအောင်လေဒီကတော့ကျွန်တော်တို့ဒါဧကန်ရဲ့အပြင်ထွက်လိုက်ပြီဆိုရင်နောက်ထပ်ဒီ common space တွေကနေထပ်သွားလိုက်မယ်ဆိုရင်ဒီမှာကတော့ကျွန်တော်တို့နောက်ထပ်ဧကန်လေးsorry ဧကန်လေးတစ်ခန်းရှိမယ်ပေါ့နော်ဒီဧကန်လေးကတော့ကျွန်တော်ဒါ master ဧကန်လေးတစ်ခန်းဖြစ်မယ် master ဧကန်လေးတစ်ခန်းဖြစ်မယ်ဒီမှာဒါအိယာရဲ့ဒါ bed head တွေဒီ backdrop တွေဒီ wall panel တွေအကုန်လုံးကျွန်တော်တို့ PN concession ကနေပဲဒါအကုန်လုံးကိုအပီးစီးထည့်သွင်းပေးထားတယ်ဒီ wardrobe တွေပေါ့နော်ဒီအဝတ်ဗီဒီယိုတွေကအစားကျွန်တော်တို့တခါတည်းတခြားအကုန်လုံးအပီးစီးကျွန်တော်ထည့်သွင်းပေးထားဖြစ်တယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ဒါ slide door လေးနဲ့ပေါ့ဒါ space ပေါ့ slide door wardrobe တွေရဲ့အားသာချက်ကတော့သူကဒီဘက်မှာဖွင့်ဖို့အတွက် space တီးတန်ပေးစရာမလိုဘဲနဲ့ကျွန်တော်ဒီမှာဖွင့်ပိတ်လုပ်လို့ရမယ်ပေါ့နော်ဒါလေးကတော့ dressing table လေးတော့ manning ကုံလေးပေါ့နော်ဒီမှာဒါကိုယ့်ရဲ့ cosmetic ပစ္စည်းတွေထည့်လို့ရမယ်ဒီမှာဆိုရင် man ရဲ့ mirror လေးပါမယ်ပေါ့ကဲဒါလေးကတော့ကျွန်တော်တို့ဒါ ဒီ best space ပြီးရင်ကျွန်တော်တို့ဒါအိမ်ယာနေရာဘီရိုနေရာပြီးရင်manning ကုံနေရာတွေပြီးရင်ကျွန်တော်ဒီဘက်မှာဆက်ပြီးဘီရိုနေရာလေးတစ်ချက်ရှိအောင်ပဲပေါ့နော်ဘီရိုနေရာလေးသို့မဟုတ်ရင်ကျွန်တော်တို့ဟာပေါ့နော်အလုပ်စပွဲလုပ်မလားပေါ့အလုပ်မျိုးလေးလုပ်လို့ရမယ်ကဲဒီကတော့ကျွန်တော်တို့master အခန်းရဲ့ရေချိုးခန်းအိမ်သားတွေပေါ့နော်ရေချိုးခန်းအိမ်သားတွေမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ counter ဓာတ်တွေ counter top တွေဒီ furniture တွေအကုန်လုံးထည့်သွင်းပေးထားပြီးတော့ဒီမှာကြွေပြားရင်းနဲ့ဆိုရင်ကျွန်တော်မာဘယ်ခဲအောင်ကြွေပြားပေါ့နော်ဒါနှစ်ပေပတ်လက်ကြွေပြားတွေနဲ့ကျွန်တော်တို့ဒါလှဆင်ပေးထားပြီးတော့ဒီဘက်မှာဆိုလည်းဒါအဖြူနဲ့ခဲနဲ့ပေါ့နော် contrast ဖြစ်အောင်ကျွန်တော်တို့ဒါနိုင်ငံမှာလည်း contrast ပြအောင် space ကို define လုပ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်ခွဲပေးထားရပေါ့နော်ဒီမှာဆိုလည်း shower space တွေပြီးရင်ကျွန်တော် WC ပိုတိုင်း space တွေအကုန်လုံးပါဝင်မယ်ပြီးရင်ကျွန်တော်တဘာဝ level တွေအတွက်အလင်းအောင်နဲ့အခန်းတိုင်းနေရာတိုင်းမှာရရှိအောင်လည်းဖန်တီးပေးထားပြီးတော့ exhaust fan ဒီ mechanical ventilation အတွက်ဆိုလည်း exhaust fan တွေတက်ဆင်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ရေဘူးရေအေးပေါ့ရေဘူးရေအသုံးပြုရင်လည်းတက်ဆင်အသုံးပြုလို့ရအောင်လည်းကျွန်တော်ရေဘူးရေ line တွေလည်းတစ်ခါတည်းတက်ဆင်ပေးထားတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပထမတက်ဒါလေကားရဲ့
အေခန်းပြီးတော့နောက်ထပ်တစ်ခန်းဝင်လိုက်တဲ့ကျွန်တော် master အေခန်းတစ်ခန်းလေးဖြစ်မယ်ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်နောက်ထပ်တစ်ခန်းရှိအောင်ပဲပေါ့ဒါနောက်ထပ်တစ်ခန်းဝင်ကြည့်လိုက်အောင်ဟုတ်ကဲ့ဒီဟာလေးကတော့ကျွန်တော်တို့ဒါ master grand master bedroom ပေါ့နော် grand master bedroom မှာဆိုရင်ကျွန်တော်တို့ဘာတွေရှိမလဲ space အနေနဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဒါအိယာရဲ့နေရာမှာလည်းတီးတန့်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒီလို furniture design တွေထည့်ခြင်းကဘာမှအကျိုးရှိလဲဆိုတော့ကျွန်တော်တို့အခန်းနေမှာဆိုကျွန်တော်တို့ planning ဖွဲ့တဲ့အချိန်မှာဆိုရင်ဒါအိယာနေရာဗီဒီယိုနေရာတွေကျွန်တော်တို့ space တွေတီးတန့်သတ်မှတ်ထားရှိရအဲ့တော့အိယာနေရာအတွက်ဆိုလည်းအိယာနေရာအတွက် define ဖြစ်တဲ့ပုံစံမျိုးလောက်ထားဖြစ်တော့ကိုယ့်ရဲ့နေတဲ့ spaceကိုလူရဲ့ခံစားချက်ရဒီ space ကဒါအိယာဆိုအိယာရဲ့ feeling ကိုရပြီးတော့ပို့ပြီးတော့တက်တာဖြစ်စေတယ်ပြီးရင်ကျွန်တော်တို့ဒီလိုရိုက်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်နေရာအလဲဟာတွေမရှိတာဖြစ်တဲ့အတွက်ပို့ပြီးတော့တိကျတဲ့အဲ့လိုမျိုးပေါ့နော်ခံစားချက်တက်တာဖြစ်တဲ့ခံစားချက်ကိုရစေတယ်ပေါ့နော်ပြီးရင်ကျွန်တော်မျက်နှာချက်အနေနဲ့လည်းဇုံလေးတွေခွဲပြီးတော့တတ်မှတ်လိုက်တာဖြစ်တဲ့အတွက်ဒီဇုံကဘာလုပ်ဖို့ဘယ်ဇုံကဘာလုပ်ဖို့ဘယ်ဇုံကဘာလုပ်ဖို့ဆိုတော့ဒါချက်တွေရတယ်ပေါ့ဒါလေးကတော့ကျွန်တော်ဒါလေးကတော့ဒါအိတ်ခမ်းထဲမှာကျွန်တော် TVထားခြင်း TV console ဒီပေါ်မှာ TV လေးတစ်ခုထားလို့ရမယ်ဒီဘက်မှာတော့ showcase တွေပေါ့နော်ဒါပတ်စံကြီးလေးတွေတခြားပစ္စည်းလေးတွေအကုန်လုံးတင်လို့ရမယ်ဒီဟာလေးကကျွန်တော် wall space တွေပေါ့ဒါအလုပ်လုပ်ဖို့အတွက်ပေါ့နော်ဒီမှာ wall space တွေရှိမယ်ဒီမှာဆိုရင်ပရင်းပေါက်လေးလေဒီဘက်မှာရှိသေးရပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဟိုပါပေါ့ Grand Master Baron ဆိုဒီဟာနဲ့မပြီးသေးဘူးဒီနောက်ဖေးတဲ့ကိုဝင်လိုက်ပြီဆိုရင်เนาะကျွန်တော်တို့နောက်ထပ်ဒါဟိုပါပေါ့နော်ဒီ walk-in closet ပေါ့နော်ဒီမှာ walk-in closet ကကြပါလဲဆိုရင်အဲ့ရနေရာတခြား space တွေနဲ့မရောဘဲနေတာဒီအဝတ်လဲဗီဒီယိုအတွက်ကိုနေရာတီးတန့်ပြန်ပြီး walk-in closet ဖြစ်မယ်ဒီမှာဆိုရင်ကျွန်တော်ဗီဒီယိုတွေရှိမယ်ဒီမှာဒါဆိုရင် dressing တွေပဲအကျယ်တစ်ခုရှိမယ်ဒီမှာဟောနော်ဒီမှာ lighting တွေ natural lighting တွေရှိမယ်ဗီဒီယိုတွေကျွန်တော်တို့တခြားကျွန်တော်တို့ဒီရဲ့ဒီလောက်ကွက်တွေအကုန်လုံးလဲကျွန်တော်တို့ PM concession ကနေပဲတာဝန်ယူထားဖြစ်တယ်ကဲဒီမှာဆိုရင်အိတ်ခမ်းမှာဆိုရင်ဒါ walk-in closet ပြီးပြီဆိုတော့ကျွန်တော်တို့ဒါသူ့ရဲ့ရေချိုးကန်အိမ်သားလေးကိုလည်းဝင်ကြည့်လိုက်အောင်မယ်โอเคဒီမှာဆိုရင်လည်းဒါရေချိုးကန်အိမ်သားသူ့ရဲ့ပါဝင်တဲ့ရေချိုးကန်အိမ်သားနေရာလေးဖြစ်မယ်ဒါကတော့ Grand Master Bedroom ဆိုရဲ့ထုံးစံတိုင်းဒါ bed tub တွေရော shower space တွေရောဘိုးတိုင်းတွေရောဒါ shower တွေရောဒီတန်းပါဝင်တယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါ shower space တွေနဲ့စုံတီးတဲ့define ဖြစ်စေတယ်ဒါကြွေးပြား contrast တွေယူထားတာကိုလည်းခံစားရမယ်တွေ့မြင်ရမယ်ဒီမှာဆိုလည်း bed tub အနေနဲ့သုံးလို့ရမယ်โอเคကျန်တဲ့ကျွန်တော် function ပိုင်းကတော့ပြည့်ပြည့်စုံစုံဖန်တီးပေးထားဖြစ်တဲ့အတွက်ဒါထွေထူးမပြောတော့ဘူးเนาะတစ်ချက်ကြည့်လိုက်လဲဆိုရင်ခံစားမိမှာပါโอเคအဲ့ဆိုရင် Grand Master Bedroom လည်းဝင်ကြည့်ပြီးသွားပြီဆိုတော့ပထမဓာတ်မှာအခန်းပွဲစုံပြီပထမဓာတ်မှာဘာတွေပါလဲဆိုတော့ပထမဆုံး Grand Living Room အေကန်အကျယ်ကြီးပေါ့နော် double volume နဲ့အေကန်အကျယ်ရှိမယ်ပြီးရင် Master Bedroom ရိုးရိုး Master Bedroom အခန်းရှိမယ်ပြီးရင် Grand Master Bedroom တကယ် Master Bedroom အခန်းကျယ်ရှိမယ်ပေါ့โอเคအဲ့ဆိုရင်ပထမဓာတ်မှာလည်းစုံပြီဆိုတော့နောက်ထပ်တစ်ချက်ကိုတက်ကြည့်လိုက်အောင်ကျွန်တော်ဒီအခင်းတွေပေါ့အခင်းတွေအကြောင်းပြောမယ်ဆိုရင်လေကားတွေမှာဆိုရင်ကျွန်းပေတစ်ပြားတွေခင်းထားရလက်ကင်နှန်းတွေဆိုတဲ့ကျွန်းလက်ကင်နှန်းတွေသုံးပေးထားပြီးတော့ဒီအပေါ်ဓာတ်ရဲ့အထက်တိုင်းမှာဆိုတဲ့ flooring တွေကိုလည်းကျွန်တော်ကျွန်းပါကေးတွေပေါ့နော်အကုန်လုံးခင်းပေးထားတယ်ပြီးရင်ကျွန်တော်တို့တကားတွေပေါ့အခန်းတကားတွေရေချိုးကန်တကားတွေအကုန်လုံးလည်းကျွန်တော်ကျွန်းတကားများကိုသုံးပေးထားပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့ texture feeling တွေကိုအပြည့်အဝရရှိစေရင်ကျွန်တော်တို့ polish တွေပေးထားတယ်ပေါ့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒါလေကားလေးကနေထပ်ပြီးတော့တက်ကြည့်လိုက်အောင်ဒါဒီလေကားလေးကိုရဖို့ဆိုရင်ကျွန်တော်လေကား area လေးနည်းနည်းလေးတော့ပို့သုံးရတယ်ပေါ့နော်ဒါကိုယ့်ရဲ့မြေကအကျယ်ဝန်းလည်းရှိမယ်ပြီးရင်အခန်းပွဲတွေအရာလည်းဒီမှာအကျယ်ဝန်းရှိတယ်ဆိုပြီးတော့အခန်းကလည်းအကျယ်ဝန်းရှိလောက်အများကြီးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီလိုလေကားမျိုးတွေဒီလိုခုနကလို grand living room မျိုးပေါ့နော်အဲ့လိုမျိုး space တွေကိုဖန်တီးရတော့နည်းနည်းလေးခက်လိမ့်မယ်ကျွန်တော်တို့ဒါအိမ်ရဲ့မြေရဲ့အကျယ်ဝန်းလည်းရှိမယ်အခန်းပွဲတွေကလည်းကျွန်တော်မိသားစုအတွက်လုံလောက်တဲ့အခန်းပွဲတွေပဲဒီဆောက်မယ်အထက်ရေအတွက်လည်းလုံလောက်ဒီဆောက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးဒါခန်းထားတဲ့ကျွန်တော်လေကားတွေခန်းထားတဲ့အေကန်တွေခန်းထားတဲ့အိတ်ခန်းတွေအခြား function တွေပေါ့နော်ကိုယ့်ရဲ့ lifestyle နဲ့ကိုင်းညီတဲ့ဟာတွေကျွန်တော်ထည့်လို့ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်ထပ်တစ်ချက်ကိုတက်ကြည့်လိုက်အောင်ဗျဟုတ်တယ်အဲ့တော့ကျွန်တော်တို့ဒုတိယဓာတ်ကိုရောက်ပါပြီကျွန်တော်အထက်တိုင်းမှာလည်းဒီပေါ့နော်မီးစနစ်တွေပေါ့ကျွန်တော်တို့ဒီ PM concession ကနေအမြဲတမ်းတိစောက်နေတာတွေကတော့ဒါတွေကတော့ကျွန်တော်အမြဲတမ်းလဲကျွန်တော်ဗီဒီယိုတွေရိုက်ပြတိုင်းမှာလည်းအမြဲတမ်းလဲပြောပြပါတယ်ဒီလျှက်စစ်ပိုင်းဆိုင်ရာတွေလည်းကျွန်တော်တို့တ
တေချာပေါ့အလားပါတယ်မဟုတ်ဘူးနော်အလားပါအပြင်ကျွန်တော်တို့ဒီအသုံးပြုတဲ့အင်ရှင်တွေဒီလူတွေအတွက်ကိုကျွန်တော်တို့ဒါ function ပြေလည်ဖို့ဒီ annual ကင်းဖို့တွေဒါအကုန်လုံးစဉ်းစားပေးထားရပေါ့နော်ကဲဒါကတော့ကျွန်တော်ဒုတိယတဲ့ second floor ရောက်ပါတယ် second floor ရဲ့ဒီရောက်ချင်းမှာမှန်တကားလေးကနေဝင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါကတော့ခန်းသားတက်ပယ်လာတယ်ဒါဖျားကန်းပေါ့နော်ဖျားကန်းအကျယ်ကြီးတစ်ခုရှိမယ်ဒီဖျားကန်းမှာဆိုတဲ့ဒီဖျားကျောင်းဆောင်ကိုကျွန်တော် space အပြည့်ဒီမှာနော် furniture နဲ့တခါတည်းရိုက်သွင်းထားတယ်ပြီးရင်ကျွန်တော်ဒီမှာ double volume ခုနက double volume ကြီးပေါ့နော်ခုနက grand living room လှမ်းပြီးတော့ကြည့်လို့ရမယ်ဒါမှန်နေရလေးရှိမယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင် grand living room ရဖို့ဆိုရင်ဒီ space ကိုကျွန်တော်တို့ဒါ void အနေနဲ့ဖန်တီးလိုက်ရတယ်ပေါ့နော်ခန်းပွဲကိုဒီနေရာမှာမယူတော့ဘဲနဲ့နှစ်ထပ်ဆောင်ယူလိုက်တဲ့အခါမှာကျွန်တော်တို့ခန်းနာမှုရရှိမယ်ပို့ပြီးတော့အိမ်ရပို့ပြီးတော့နေရတာအိမ်မျိုးပြမှာဆိုတော့တည်ရမလားအိမ်တွေကလမ်းတွေထဲမှာအိမ်တွေကကြက်တယ်ပေါ့ဗျာအဲ့တော့ကိုယ့်ရဲ့ဒီအိမ်လေးထဲမှာပဲကျွန်တော်တို့ကဘယ်လိုမျိုး open feeling ရအောင်ဖန်တီးလို့ရမလဲဆိုတာမျိုးတွေလေဒါarchitecture ပညာရပ်နဲ့ဒါဖန်တီးလို့ရတယ်ပေါ့နော်ဖန်တီးတည်ဆောက်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ခုနပြောလို့မြေကျယ်ဝန်းရှိတယ်ကျွန်တော်အခန်းပွဲကြီးလည်းမြေကျယ်ဝန်းရှိလောက်ကြီးစိတ်ကြက်တွေမလိုချင်ဘူးဆိုရင်ကျွန်တော်ဒါမျိုး value ပြည့်တယ်ကျွန်တော်တို့ဒါ space တွေကိုကျွန်တော်ထည့်လို့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဖျားခန်းနဲ့တွဲရက်ဒါအောက်ထပ်က grand master bedroom လိုမျိုးပဲကျွန်တော်တို့ဒါဝရန်နာအကျယ်ကြီးတစ်ခုရှိမှာပေါ့နော်ဒါဝရန်နာအောက်ကလိုပဲပေါ့နော်။ဆိုရင်လည်းကျွန်တော် temper glass man လည်းရန်နေသုံးပေးထားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ open feeling ရမယ်။ဒါကတော့အရှိမျက်နှာစာကိုမြင်ရမယ်နေရာ။ဒီဟာလေးတော့ကျွန်တော်တို့ဒီမှာဖျားစင်အတွက်ဖျားစင်ဖျားပန်းတွေပါလဲလို့ရမယ်။ဒါဖေးစင်နေရာလေးလည်းရှိမယ်ပေါ့နော်။ဟုတ်ကဲ့။ဒါလေးကတော့ကျွန်တော်တို့ဖျားကန်းရဲ့အပြင်ကိုထွက်လိုက်တဲ့အချိန်မှာရှိမယ်။ဒါဝရဏနာနေရာလေးဖြစ်မှာပေါ့။ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ဒီဖျားကန်းရဲ့ဒါဒီမှာဆိုလဲကျွန်တော်တို့ဒါအခန်းနေရှိရုံပဲပေါ့နော်ဒီအပေါ်တက်ကို second floor တက်လာတဲ့အချိန်မှာဖျားခန်းပထမဆုံးရောက်မယ်ပြီးရင်တော့ကျွန်တော်တို့နောက်ထပ် master အခန်းတစ်ခန်းရှိမယ်ပေါ့ဒါလေးကတော့ကျွန်တော်ခုနဝင်ခဲ့တဲ့ master အခန်းပေါ့နော် master အခန်းနဲ့ကျွန်တော်ဒါ plan အတူတူပဲဖြစ်မယ်ပေါ့နော်ဒါ plan အတူတူပဲဖြစ်မယ်ဒီမှာဆိုရင်ကျွန်တော်ဒါအခန်းနေရာလေးပေါ့ခုနကကျွန်တော်အောက်တက်တဲ့မှာလေကားရဲ့မျက်နှာချင်းတိုင်းမှာရှိတဲ့အခန်းလေးနဲ့ကျွန်တော် plan အတူတူပဲဖြစ်မယ်typical plan အတိုင်းလေးပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒါသူ့ရဲ့ဒါဟောပါပေါ့နော်ရေချိုးကန်းအိမ်နာနေရာလေးပေါ့ဒါလေးကတော့ခုနအတိုင်းလေးအတူတူပဲဖြစ်လို့အသေးစိတ်တော့ကျွန်တော်ပြောတော့ပေါ့နော်ကဲဒီကတော့နောက်ထပ်ကက်ရက်မှာဆိုရင်ကျွန်တော်ခုနအောက်ထပ်မှာဆိုရင်တော့ဒီနာကနေကျွန်တော်တို့ဒါနိုင်ရင်ရှိပြီတကားဝင်လိုက်တော့ grand master bedroom မှာဒါကတော့ကျွန်တော် grand master bedroom နဲ့မလိုတော့ဘူးဆိုတော့ကျွန်တော်8ခန်း2ခန်းခွဲလိုက်တယ်ပေါ့နော်ဒီဘက်မှာအဲ့တော့ပထမဆုံးဒီဘက်မှာတစ်ခန်းဝင်ကြည့်လိုက်မယ်ဆိုရင်ဒါလေးကလည်းကျွန်တော်တို့ဒါ master 8ခန်း2ခန်းဖြစ်မယ်ပေါ့နော်ဒါလည်း master 8ခန်းအိယာနေရာဘီရိုနေရာကျွန်တော် master 8ခန်းကျစ်လက်တဲ့ပြည်စုံတဲ့ master 8ခန်းတစ်ခုအဖြစ်လုပ်လို့ရမယ်သူ့ရဲ့ရေချိုးကအိမ်သားတွေမှာလည်း shower နေရာတွေပိုးတိုင်းနေရာတွေပေးစင်နေရာတွေအကုန်ပြည့်စုံကျွန်တော်ရှိမယ်ပေါ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့master အခန်းတစ်ခန်းပြီးရင်နောက်ထပ်တစ်ခန်းရှိအောင်မယ်နောက်ထပ်တစ်ခန်းမှာလည်းကျွန်တော်တို့ဒီမှာနောက်ထပ် master အခန်းတစ်ခန်းပေါ့နော်ပြီးရင်ကျွန်တော်ဒီဟာသူ့ရဲ့ရေချိုးကန်းအိမ်နာတွဲရလေးပေါ့နော်ဒီမှာဆိုရင်ဟုတ်ကဲ့ရေချိုးကန်းအိမ်နာတိုင်းတော့အကုန်လုံး function ရော fight ကောအတူတူပဲဖြစ်မှာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီ second floor ဒုတိယတက်မှာဆိုရင်ဒါဖျားခန်းရယ်ပြီးရင် master အခန်း3ခန်းရယ်ရှိမယ်စုံပြီဆိုတော့ကျွန်တော်နောက်ထပ်တစ်ထပ်ကိုတက်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်ကျွန်တော်လေကားရဲ့ဒီဒါဆိုရင်အပေါ်ဆုံးတက်ထိတက်လာပြီဆိုတော့ဒါကြည့်ရှုရဲ့သူတွေလည်းခံစားမိတာပေါ့နော်ဒီဘက်ကနန်းရံကြီးပေါ့ဒီဘက်နန်းရံကြီးကဘယ်လိုမျိုးအယူဆလဲဆိုဟိုးအောက်ကနေအချက်လိုက်ကြီးတို့တက်လာတဲ့ပုံစံပေါ့နော်ပြောရမယ်ဆိုရင်ဒီမှာဆိုရင်တွဲပြီးတော့ကြည့်ကြည့်မယ်ဆိုရင်ဟိုးအောက်ကနေဒီအချက်ကြီးဒီတသားအချက်ကြီးရာဟိုမြင်းကြီးတဲကနေလို့အချက်လိုက်ကြီးတက်လာပြီးတော့ဒါမှန်နေရလဲဟိုအောက်ကနေအချက်လိုက်ကြီးအရှိလိုက်ကြီးတက်လာပြီးတော့ဘေးကနေလေကားလေးတွေကvoid ကနေပတ်ပြီးသွားတဲ့ပုံစံမျိုးလေးပေါ့ဒါလေကားရဲ့ခန်းနာပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုရင်ဒါအပေါ်ဆုံးနေရာမှာဖြစ်တဲ့အတွက်ဒီနေရာ void ကနေမီးစားရကြီးလောက်လိုက်ပြီးတော့ဒီမှာယူလိုက်တာဖြစ်တဲ့အတွက်အရန်ကိုခန်းနာလာပါပြီးတော့တော်တော်လေးဟိုကိုယ့်ရဲ့အိမ်ထဲမှာနေကျေဝန်းတဲ့ခံစားချက်ကိုရစေတယ်ဒါဖန်တီးမှုတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အပေါ်တက်ကိုတက်ကြည့်လိုက်အောင်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒါအပေါ်ဆုံးအလွာကိုရောက်ပါပြီအပေါ်ဆုံး၄လွာမြောက်ပေါ့နော်ဒါ floor ၄လွာမြောက်ကိုရောက်ပြီကျွန်တော်ဒီမှာခန်းလေးတစ်ခန်းရှိမယ်ပေါ့နော်ဒီခန်းလေးကတော့ကျွန်တော်တို့က
ဒီ master 8ခန်းနောက်ထပ်တစ်ခန်းပေါ့နော်အပေါ်ဆုံးတက်မှာ master 8ခန်းတစ်ခန်းပေါ့လုပ်ပေးထားတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါသူရဲ့ရေချိုးခန်းအိမ်သားတွေတည်တတ်ရှိမယ်ပေါ့နော်ဒါတော့ master 8ခန်းတစ်ခန်းပေါ့ဒါဟို planning လုပ်တော့ဒီ master 8ခန်းအနေနဲ့လည်းအသုံးပြုခြင်းအသုံးပြုမယ်သို့မဟုတ်တာ activity တစ်ခုပေါ့နော်ကျွန်တော်တို့တစ်ခုခုပေါ့မှာ activity တစ်ခုစပတ်ခန်းအနေနဲ့သုံးမလားအားကစားခန်းအနေနဲ့သုံးမလားသုံးလို့ရအောင်လေကျွန်တော်ဒီအပေါ်မှာဖန်တီးထားတာဖြစ်တယ်ပေါ့ကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီတကားလေးနဲ့ထွက်လိုက်တယ်ရောက်ဒီတကားလေးကနေထွက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါ outdoor space ဒါ roofless ပြင်ကျယ်နေရာကြီးကိုရောက်မှာပေါ့နော် roofless ပြင်ကျယ်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဒါအပေါ်လေးက soft roof လေးနဲ့မိုးထားဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်မှာဆိုရင်လည်းမိုးလုံးလေးလုံးအသုံးပြုလို့ရမယ်ဒီဘက်မှာဆိုရင်ကျွန်တော်ကြွေပြားတွေပေါ့ကြွေပြားတွေဒီပေါ်မှာ roofless ပေါ်မှာကြွေပြားတွေအပြည့်ကပ်ပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့အတန်ရှည်မှာတန်ရှင်းလောက်လွယ်ကူမယ်ပေါ့နော်တန်ရှင်းလောက်လွယ်ကူမယ်ပြီးရင်ရေဟောပေါ့နော်မိုးရေစင်းတွေကိုလည်းကျွန်တော်တို့တေချာလေးကျွန်တော်ရေတင်ကြံမနေအောင်ကျွန်တော်တို့တေချာလေးလုပ်ပေးထားအောင်တွေ့ရမယ်ဒါကတော့ကျွန်တော်ဟိုအပေါ်ဆုံးအိမ်ရဲ့အပေါ်ဆုံးတက်မှာရှိမယ်နေရာလေးဖြစ်မယ်ဒီအပေါ်ကနေဆက်ပြီးတော့တက်လိုက်မယ်ဆိုရင်တော့အပေါ်မှာပါရှိမလဲဆိုရင်ကျွန်တော်တို့ဒါအမိုးရေကန်ပေါ့နော်အမိုးရေကန်ရှိမယ်မိုးကြိုးလွှဲတွေရှိမယ်ပြီးရင်ကျွန်တော်တို့ဒါတွေကဆိုလာပြားတွေပါထားထိုင်နေရာလေးရှိမယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါဒီအိမ်လေးရဲ့အပေါ်ဆုံးတက် area လေးကိုကြည့်ခဲ့ရပါပဲဖြစ်ပါတယ်ဟုတ်ကဲ့လူကြီးမင်းတို့အခုကြည့်ခဲ့ရတာကတော့60ပေ45ပေဒါမြေအကျယ်မှာပေါ့နော်3တက်ခွဲနေအိမ်အဆောက်အဦကိုတိဆောက်ထားတဲ့ကျွန်တော်တို့ modern contemporary design နဲ့ကျွန်တော်တို့ဒါနေအိမ်အဆောက်အဦလေးပဲဖြစ်ပါတယ်ဒီနေအိမ်မှာဆိုပါထူးထူးခြားခြား special ပါဝင်လဲဆိုရင်ကျွန်တော်တို့ဒါ grand stair လို့ခေါ်တဲ့ခုနကကျွန်တော်တို့3 flight ပေါ့နော်30ချိုးကျွန်တော်တို့ဒါ chain stair ပေါ့အထက်ဒီလိုအထက်လေးတွေနဲ့လောက်ထားတဲ့ကျွန်တော်တို့ဒါခန္ဓာလာပါတယ်လေကားပြီးရင်ကျွန်တော် double volume ကျွန်တော်အခုရောက်နေတဲ့ double volume ဒါ ceiling နဲ့ပေါ့နော်ဒါ double volume ဆိုတာကျွန်တော်တို့ပြောမှာဆို volume နှစ်ထပ်စာကိုယူလိုက်တာပေါ့အထက်နှစ်ထပ်စာမြင်းနေကျွန်တော်တို့ဒါ grand living room လို့ခေါ်တယ်ကျွန်တော်ခန္ဓာလာပါတယ်ဒါဧကန်ဒီအပါဝင်နေပြီးရင်ကျွန်တော်တို့ဒါ master အိတ်ခန်းတွေလည်းလုံလောက်နဲ့ပြည့်စုံပါဝင်နေပြီးရင်အခြား function တွေဖြစ်တဲ့ kitchen dining တွေဒါ common parent WC တွေအခြားပေါ့နော်တခြားနေအိမ်တစ်ခုမှာလိုအပ်တဲ့အချက်လက်တွေနဲ့ပြည့်စုံနေကျွန်တော်တို့အစာအုပ်ကိုကြည့်ခဲ့ရပါဖြစ်ပါတယ်ဒီအစာအုပ်လေးကတော့ကျွန်တော် PN concession ကနေပဲအကျန်းတဲ့အပြင်ပေါ့နော်ရေမီးစေးကြွေပြားပရင်းပေါက်တကားကျွန်တော် interior decoration လက်ရှိဒီလိုမျိုးတွေ့မြင်နေရတယ်ကျွန်တော်ဒါပရိဘောက modern furniture လို့ခေါ်တဲ့ပရိဘောကတွေပြီးရင်ကျွန်တော်တို့ဒါ TV ဒီလိုမျိုးနိုင်ရန်အလှဆင်နေပေါ့နော်ဒါဆိုလေနိုင်ရန်အလှဆင်နေ backdrop တွေမျက်နှာကျက်တွေအောက်ကပါကေးတွေကျွန်တော်အကုန်လုံးပေါ့နော်အပီးစီးအိမ်ရှင်ထံကိုကျွန်တော်ဒါအသင့်တက်နေအောင်အနေထားတွေကိုကျွန်တော်တို့တာဝန်ယူပြီးတော့အကောင်းဆုံးပုံဖော်တိဆောက်ပေးခဲ့တဲ့ကျွန်တော်တို့ဒါနေရင်အစာအုပ်လေးပဲဖြစ်ပါတယ်ဗျဒီအိမ်လေးကိုကျွန်တော်တို့ဒါဒီမတိဆောက်ခင်မှာဆိုရင်ကျွန်တော်တို့ဒါအိမ်ရှင်လိုချင်တဲ့အခန်းပွဲတွေပြီးရင်ကျွန်တော်တို့ဒီပေါ့နော်ပို့ပြီးတော့ကောင်းမွန်စေတဲ့အချက်လက်တွေကိုထည့်သွင်းပြီးတော့ကျွန်တော်တို့ဒါအခန်းပွဲတွေဖွဲ့စည်းတဲ့ဒီဇိုင်းလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါခိုင်ခန့်မှုတွေ structure design တွက်ချက်ပြီးတော့ကျွန်တော်တို့အဆင့်ဆင့်နဲ့ပေါ့နော်ကျန်းနဲ့တိဆောက်တယ်ဒါအချောတယ်ရေမီးစေးတွေဝင်တယ်ပြီးရင် interior decoration တွေအဆင့်ဆင့်နဲ့ကျွန်တော်တို့စနစ်တကျနဲ့ပေါင်းထည့်ပေါ်တာဝန်ယူတိဆောက်ပြီးတော့မှကျွန်တော်အင်ရှင်ထံကိုအကောင်းဆုံးအနံခဲ့တဲ့အိမ်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့လူကြီးမင်းတို့အနေနဲ့လူကြီးမင်းတို့ရဲ့ lifestyle နဲ့ပေါ့နော်မိမိရဲ့ lifestyle နဲ့အကိုက်ညီဆုံးဖြစ်တဲ့ဒါအစာအုပ်တစ်လုံးကိုပုံဖော်တိဆောက်ချင်တယ်ဆိုရင်တော့ကျွန်တော် PN concession ကိုဆက်သွယ်လာလို့ရပါတယ်ကျွန်တော်နာမည်ကတော့ဖြိုးဝေရအောင်ပါ PN concession ရဲ့ founder ဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒါဆိုရင်တော့နောက်ထပ် PN concession ကနေတိဆောက်ပြီးတော့ပြီးစီးထားတဲ့နေအစာအုပ်တွေကိုလိုက်ပြအချိန်မှာထပ်ပြီးတော့တွေ့ပါအောင်မယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye